ရှေးဟောင်းနေရာတွေကိုတွားရောက်စူးစမ်းတဲ့တန်ရှင်းသောနယ်မြေရဲ့အရှင်သခင်နဲ့အကြီးအကဲတွေအားလုံးအဆက်အသွယ်ပြတ်တောက်သွားပါပြီ။ငါကိုယ်တိုင်သွားပြီးစစ်ဆေးမယ်မင်းတို့အားလုံးနယ်မြေတဲကိုအမြန်ပြန်ပြီးအခြေအနေကိုထိန်းထားကြ။ကျွန်တော်တငယ်ချင်းရဲ့မျိုးဆက်အတွက်ကံကြမ္မာကိုပြောင်းလဲပေးပြီးတဲ့နောက်မှာတော့ဒေဝရတန်ရှင်းသောနယ်မြေစီကိုအလဲပတ်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းပြနေတဲ့ဒီအဖိုးကြီးတွေကဘာလို့ဖွဲစကားတိုက်တယ်လို့တုံနေကြတာလဲ။ဟီဟီဘိုးဘေးတို့တကားဖွင့်ပြီးထွက်လာပေးကြပါဦးခင်ဗျာ။နယ်မြေကြီးလဲပျက်စီးတာမဟုတ်ဘဲနဲ့ငါတို့ရဲ့အိတ်ဆက်ခြင်းကိုဘာလို့နှောက်ယှက်တာလဲ။ဘိုးဘေးတို့စိတ်မဆိုးပါနဲ့နယ်မြေအတွက်ဘေးဒုက္ခကြုံတာမဟုတ်ပဲအလွန်ထူးခြားတဲ့ဧည့်သည်တော်တယောက်ရောက်နေလို့ပါ။ငါတို့နယ်မြေကနှစ်ပေါင်းတောင်းချီတက်တန်းရှိတာဘသူကထူးခြားတဲ့ဧည့်သည်အမည်နဲ့ထိုက်တန်လို့လဲပောက်ကရတွေဒီလောကမှာနတ်ဖျားဆိုတာမရှိဘူးမင်းယူသွားပြီလားတကယ်လို့သူကနတ်ဖျားဆိုရင်ဒီနေ့ကစပြီးငါကမင်းကိုဘိုးဘေးလို့ပြန်ခေါ်မယ်သူကနိုင်ဝက်အတွင်းမှာတင် Royal Training Lodge ကိုနှိမ်နှင်းခဲ့တာပါပြီးတော့တန့်စင်တဲ့သွေးဆက်တရားကိုသုံးပြီး Shazban နဲ့အတူ Supreme Purity ခန္ဓာကိုယ်ကိုဖန်တီးခဲ့ပါတယ်အဲ့ဒီနောက်မှာကောင်းကင်ဘုံရဲ့စမ်းသပ်မှုမိုးကြိုးတွေကျလာခဲ့တယ်သူကလက်တစ်ဖက်ထဲနဲ့မိုးကြိုးတွေကိုခြေမုံပစ်ခဲ့တယ်လို့ခြေတစ်ဖက်ထဲနဲ့လည်းမိုးကြိုးပင်လယ်ကြီးကိုနင်းချပစ်ခဲ့တာပါဒါကိုဘာလို့စောစောကမပြောတာလဲဒါကလူပြည်ကိုဆင်းသက်လာတဲ့နတ်ဖျားစစ်စစ်ပဲမင်းတို့လိုအတုံးမကျတဲ့မျိုးဆက်တွေဘာလို့စောစောကမပြောကြတာလဲမြင်ပြေးကြနောက်ကြရင်ငါတို့နယ်မြေကြီးပြဖြစ်သွားလိမ့်မယ်ဒီကမျိုးဆက်တစ်တွေကနတ်ဖျားကြီးကိုဂါရဝပြုပါတယ်ကြိုးဆိုဖို့နောက်ကျသွားတဲ့အတွက်အပြစ်ပေးတာကိုခံယူပါမယ်ဟာဟိုမှာကြည်စမ်းတေးအန်ဆဲဆဲကြင်ကြံနေကြတဲ့ဘိုးဘေးကြီးတွေကလူငယ်လေးတယောက်ရှိမှဒူးထောက်နေကြတာလားဒါကြပါအခမ်းအနားတွေမလိုပါဘူးနတ်ဖျားဆိုတဲ့ခေါ်တန်ကနားထဲမှာကတိကအောက်ဖြစ်လို့ကျွန်တော်ကိုစီနီယာလို့ပဲခေါ်ပါစီနီယာရဲ့အမိန့်တိုင်းနာခံပါမယ်မင်းတို့အဖိုးကြီးတွေကတော့လိမ္မာသားပဲငါနောက်ကလိုက်ခဲ့ပြီးတေချာပြုစုကြဟုတ်ကဲ့ပါဘိုးဘေးကြီးအခြေအနေမဟန်တော့ဘူးဟိုဘက်မှာအရှင်သခင်ပိတ်မိနေပြီအဲ့ဒီတကားကိုကောင်းကင်ဧကရေအဆင့်ရှိတဲ့စွမ်းအားနဲ့မှဖျက်လို့ရမယ့်အနီရောင်လင်းနှန်းတွေနဲ့ပိတ်ထားတာဘာကောင်းကင်ဧကရေအဆင့်လားဒါဆိုရင်ငါတို့အသက်နဲ့လဲရင်တော့ဝင်လို့ရမှာမဟုတ်ဘူးဒါကကောင်းကင်ဧကရေရဲ့အစီရင်ခံစာလားဘယ်လောက်တောင့်ခံနိုင်မလဲကြည့်ရသေးတာပေါ့စီနီယာတတိထားပါဒီအစီရင်ခံစာကပြန်တိုက်ခိုက်တတ်ပါတယ်ဟုတ်ဒီလိုအပေါ်စားအစီရင်ခံစာလေးကငါတခင်ကိုချစ်ရလေးတောင်ထင်အောင်လုပ်နိုင်မှာမဟုတ်ဘူးဒီအငွေ့တက်ကရှေးဟောင်းခေတ်ကဒဏ္ဍာရီလာမိစ္ဆာကြီးပဲတန့်စင်တဲ့အာဟာရတွေကငါစီကိုအလိုလိုရောက်လာတာပဲငါရဲ့ရစ်ပူဇော်တက်ကဖြစ်ရတာမင်းတို့အတွက်ဂုဏ်ယူစရာပဲသွားပါပြီအားလုံးပြီးဆုံးသွားပြီခေါင်းတလားထဲမှာပုံနေတဲ့အဖိုးကြီးကငါ့ကိုရစ်ပူဇော်မလို့လားအလင်းမမြင်ရတဲ့နေရာမှာနေရတာတောင်မင်းကငါထက်ပိုကြွားနေသေးတာပဲဘလို့အဆင့်တန်းမရှိတဲ့တရေဆုပ်ကငါတခင်ရှိမှလာអော်နေတာလဲခေါင်းတလားအဖုံးကိုအမြန်ဖွင့်ပြီးထွက်လာခဲ့ပြီးရင်ငါတခင်ကို၃ချိန်ဦးချငါတခင်ကိုလက်မပါစေနဲ့မဟုတ်ရင်မင်းရဲ့အတိုက်မြုံကိုအကုန်ဖျက်ဆီးပစ်မယ်